ဒီကမိတ်ဆွေကြည့်ရတာတိတ်အဆင်မပြေသလိုပဲမျိုးစွနေကြကလေးတစ်ခုနဲ့မိတ်ဆက်ပေးရမလားဘာပီကင်းဘူဂျီစလိုကင်းကာစီနိုရှင်ကိုမီစရပါပေါ့နော်အဲ့ဒီဂိမ်းတွေအပြင်တစ်ဖက်မှာလည်းမျိုးတို့လူငယ်တွေရဲ့ဘဝကိုလွှမ်းမိုးရှုပ်ကင်ထားတဲ့ဂိမ်းတွေကလည်းရှိနေပါသေးတယ်ဒါပေမဲ့စောစောကပြုတ်ခဲ့တဲ့ဂိမ်းတွေကိုဒီကမိတ်ဆွေကစွန့်နေတယ်ဆိုရင်တော့လူစင်စိတ်ကနေခွေးလုံးဖြစ်သွားပါလိမ့်မယ်လို့ရေးရေးကြီးကိုပြောရပါတယ်ဒါကြောင့်ကိုကလူစင်စိတ်ကနေခွေးလုံးဖြစ်ရှင်ရင်စောစောကပြုတ်ခဲ့တဲ့ဂိမ်းတွေကိုဆက်ဆော်ပါလို့ပဲအကြံပေးရှင်ပါတယ်โอเคဆိုတော့ဆက်ပြောကြရအောင်အဲ့ဒီဂိမ်းတွေအပြင်တစ်ဖက်မှာလည်းမျိုးတို့လူငယ်တွေရဲ့ဘဝကိုလွှမ်းမိုးရှုပ်ကင်ထားတဲ့ဂိမ်းတွေကလည်းရှိနေပါသေးတယ်အခုအတိုင်းတရားပြောရမယ်ဆိုရင်လူကြီးတွေလည်းအပါဝင်ပေါ့မျိုးလေတရှင်လုံးကလုံးလုံးကြီးကိုအပါဝင်ဖြစ်ခဲ့ပါတယ်ဒါကြောင့်အဲ့ဒီဂိမ်းတွေရဲ့စိုးချောင်းကောင်းချောင်းကိုမျိုးရဲ့တရှင်လုံးကအယူအမွန်ဖြစ်ခဲ့တဲ့အတွေ့အကြုံရကောင်းကောင်းကြီးကိုသိနာလေတယ်ပေါ့နော်โอเคဆိုတော့ဒီနေ့မျိုးရဲ့ဘဝကိုလွှမ်းမိုးရှုပ်ကင်ထားတဲ့ဂိမ်းတွေရဲ့အကြောင်းကိုမျိုးသိသလောက်နားလေသလောက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဂိမ်းတွေကတော့ထွေထွေထူးထူးဂိမ်းတွေမဟုတ်ပါဘူးမျိုးတို့ social media platform ပေါ်မှာကမ္ဘာနိုင်ငံအသီးသီးကနေအယူအမူစုကစားနေကြတဲ့ပြိုင်ပွဲတွေလိုက်ပြိုင်နေကြတဲ့ mobile legend နဲ့ပပ်ချီတော့ပဲဖြစ်ပါတယ်ဘာလို့ဂိမ်းတွေအများကြီးရှိတဲ့ဟာထေးကမှဒီဂိမ်းတွေရဲ့အကြောင်းကိုပြောရလဲဆိုရင်အရန်ကိုမှ popular ဖြစ်လို့ပါပေါ့နော်ကမ္ဘာတဝန်းလုံးနှင်းပါကလူတွေကြိတ်ကြလို့ဆိုကြလို့ပဲဖြစ်ပါတယ်โอเคဒီဂိမ်းတစ်ခုရဲ့ဆိုကြကောင်းကြောင်းကိုအရင်ဆုံးမျိုးတို့ပြောကြည့်လိုက်ကြအောင်အရာတိုင်းမှာကအကောင့်နဲ့အဆိုးကတွန်းတွင်းနေတာဖြစ်ပါတယ်ဆိုတော့ဒီဂိမ်းတွေမှာလည်းအဆိုးရှိတယ်အကောင့်ရှိတယ်ပေါ့နော်ပထမဥစွာအနေနဲ့အကောင့်ကိုမျိုးတို့ပြောလိုက်ကြရအောင်ဆိုတော့ feeling ကအရင်ကောင်းပါတယ်ဒီဂိမ်းတစ်ခုကအရန်ကိုမိုက်တယ်အရန်ကိုကောင်းတယ်လုံးဝကိုစုကစားဖူးတဲ့သူတွေဆိုရင်အရန်ကိုသိပါတယ်ပပ်ကြီးဆိုရင်မျိုးထင်တယ်ပေါ့နော်ပို့ပြီးတော့မှကို update မြင့်တယ် mobile legend တဲ့ဆိုင် mobile legend လည်းမကောင်းဘူးမဟုတ်ဘူးကောင်းတယ်ကိုအကျိတ်နဲ့ကိုရှိတယ်သူလူကြောင်းနဲ့ကြောက်ကအကျိတ်မတူဘူး mobile legend ကြိုက်တဲ့သူရှိမယ် PUBG ကြိုက်တဲ့သူရှိမယ်ဒါပေမဲ့နှစ်ခုလုံးကကောင်းတယ်တိုးတော့ဒီ PUBG ကတော့တူကိုမှလုံးဝကိုတိုင်းစိုးနေရတယ်လို့မျိုးကိုဖြစ်တယ်ပေါ့နော် mobile legend တဲ့ဆိုင်အဲ့လိုမျိုးနမနေချေကတော့ကိုအားတာရဲ့အားတာတဲ့လောက်ကို business လုပ်လို့ရပါတယ်ပေါ့နော်အကောင့်ရောင်းဝယ်ရေးလုပ်တာဖြစ်ဖြစ်အမှကိုရဲ့ရန်နေမြင့်လို့လုပ်ပြီးတော့မှ business သမားတွေမာရီတွေဆိုရင်တော်တော်အဆင်ပြေတယ်ပေါ့နော်မျိုးတော့အမြင်ရပြောရမယ်ဆိုရင်နမနေတစ်ချက်မကောင်းတာကကြတော့ဘာလဲဆိုတော့အရန်ကိုမှမရိုင်းတဲ့စကားလုံးတွေပြောထွက်တယ် PUBG ဆွနေတဲ့သူတွေ mobile legend ဆွနေတဲ့သူတွေတယောက်ချင်းစီကိုတွားမိကြည့်လိုက်မရိုင်းတဲ့စကားမှာပြောတဲ့သူတော်တော်ရှားတယ် mobile legend ဆိုရင်ပေါ်တောင်ဆိုးတယ်ပေါ့နော်လူငယ်တွေအတွက်ဆိုရင်ကိုယ့်ရဲ့တန်တာမှာမကောင်းတဲ့ဟာတဲ့အရန်ကိုကတ်ပါလာတယ်ညွန့်မြန်ပါတယ်ပေါ့နော်အပြိုးဆိုပိုင်းတွေတဖြည်းဖြည်းနဲ့များလာတဲ့အခါမှာအဲ့ဟာတွေကအကျင့်ဖြစ်သွားတယ်ပါတယ်ထမင်းစားလေးဒီစိတ်သွားလေးဒီစိတ်ပြိုလေးဒီစိတ်ရှုံးလေးဒီစိတ်မှိုင်နေလေးဒီစိတ်ညာအလုံးကဒီစိတ်ကြီးပဲဖုံးလိုက်တာဆိုတော့ကိုနဲ့နိုင်ကကိုယ့်ရဲ့ relationship ပန်းတွေအများဆိုအများကြီးကိုဆုံးရှုံးရတယ်ပေါ့နော်ဒီကင်းကိုဆိုးခဲ့တဲ့အခါကျရင်အရန်ကမှအရှင်ပေးရတယ်မျိုးတို့တပွေးကိုအမြင့်ဆုံးကကြာရင်တောင်မိနစ်20မိနစ်30လောက်ကအရန်ကြာတယ်ဒီမိနစ်20 30ကမျိုးတို့လိုလူငယ်တွေအတွက်ဆိုရင်အရန်ကမှဘာသာ language ဖြစ်ဖြစ်စကေးတစ်ခုဖြစ်ဖြစ်အရန်ကမှအသုံးချလို့ရတယ်ပေါ့နော်အဲ့ဒီရှင်တို့ကဆိုအရန်ကမှကိုတန်ခန်းစာဖြစ်ယူမိပါတယ်ပေါ့နော်ကိုဆိုးခဲ့တဲ့အရှင်တို့ကဆိုရင်အရန်အရှင်တွေတအားကိုဖြုံးမိတယ်ပေါ့နော်ဆိုတော့ professional line အနေနဲ့တွားမယ်ဆိုရင်အားပေးပါတယ်တွားပါဒီ game တွေအကြောင်းပဲကဘာကြော်သွားတဲ့သူတွေရှိသလိုအောင်မြင်သွားတဲ့သူတွေလည်းအများဆုံးအများကြီးရှိပါတယ်လုံးလုံးကြီးမကောင်းလို့ပြောတာမဟုတ်ပါဘူးကိုကစီးနဲ့စီးကန်းနဲ့ဆိုရင်ဘာဘေးရမဆိုကိုရဲ့ fashion ကနေပြီးတော့ business ကိုပြောင်းလို့ရတယ်ပေါ့နော်ဆိုတော့ကိုအားတာတဲ့ဖက်ကကိုနေပြီးတော့ကိုရဲ့အသက်မွေးချောင်းဖက်ကိုတွားလို့ရတယ်စီးနဲ့ကန်းနဲ့ဆိုရင်တရှိတလီကအမြဲတမ်းရှိတယ်ရလာတဲ့ပတ်စံကို game မှာထည့်တယ်လာကထွက်တဲ့ဖက်ဆန်ကိုကိုလည်းမသွန်းဘူးအဲ့ game မှာထည့်တယ်ပြီးတော့ဆိုးတယ်ဒီတိုင်းပဲဆိုးတယ်အဲ့ဒီ game ကနေ income ရလာဆိုတော့မရဘူးဘာတစ်ခုမှမရဘူးဒီတိုင်းပဲရှောက်ဆွနေတာဆိုတော့အဲ့အားကြတော့ကိုစဉ်းစားကြည့်ရင်တော်တော်မိတ်မေးရကြတယ်ပေါ့နော်ဘာမှကိုမရဘဲနဲ့ကိုရဲ့တန်ဖိုးရှိလာတဲ့အရှင်တွေကိုအလားတက်ကိုဖြုံးမိနေတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကတော်တော်လေးကိုယူဆက်ရမယ်ဒါကြောင့်ကိုပြန်မေးရပါမယ်ငါလုံနေတာမှန်လားငါသွားနေတဲ့လမ်းကရှောက်နေတဲ့လမ်းကဟုတ်ရဲ့လားမှန်ရဲ့လားကိုအမြဲတမ်းဆန်းစိတ်ဖို့လိုအပ်ပါတယ်မျိုးဆိုရင်ဒီဂင်းတွေကိုဆိုတော့ကဘလောက်တောင်ယူတွတ်ဆိုခဲ့လေဆိုရင်ညနေကနေမိုးလန်းပေါက်အထိကိုဆိုတယ်ဖုံးအားကုန်သွားရင်ပါဝါဘက်နဲ့တွဲဆိုတယ်ပါဝါဘက်အားကုန်သွားရင်ခြာကျင်နဲ့တွဲဆိုတယ်ဖုံးမပေါက်ထွက်ရုံတမယ်ပဲကျန်တယ်ပေါ့နော်အဲ့လောက်တောင်ဖြစ်တယ်အရန်ကောင်မှမျိုးလေးတရှင်တို့ကယူတွတ်ဆိုခဲ့ပါတယ်တူတူလေးကောင်မှတူလေးကောင်မှကိုဆိုခဲ့တဲ့အထင်းမှာပါတယ်အေးအေးပြခံပြီးတော့ဘာတစ်ခုမှလည်းပြင်မရဘူးအဲ့ဒါကကိုယ့်ရဲ့အရှင်ပေးလိုက်ရတာပဲရှိတယ်
အဲ့ဒီထဲကဘာရလဲဘာတစ်ခုမှလည်းမရဘူးမရတဲ့အပြင်ကိုပူလုံမှုတွေနာကျင်မှုတွေအလိုလိုခံစားနေရတာအဲ့ဒီအထင်းမှာဒါပေမဲ့တခုရှိတယ်ကိုကဆိုးကလေးကကိုငါ professional line အနေနဲ့တွားမယ်ဆိုရင်ကတွားလို့ရတယ်ဒီ game တွေအကြောင်းပဲအောင်မြင်တဲ့သူတွေအများဆိုအများကြီးရှိပါတယ်ဒီ game တွေကြောင့်ပဲပျက်စီးသွားတဲ့သူတွေဆိုအများဆိုအများကြီးကိုရှိပါတယ်ကိုကဘယ်လိုပုံစံမျိုးတွားရှင်တာလဲဒီတိုင်းပဲကိုယ့်ရဲ့အရှိကိုအလားတက်ဖြုံးတိနေတဲ့သူလားဒါမှမဟုတ်ကိုက professional line အနေနဲ့တွားမှာလားကိုကိုတိုင်းကဆုံးဖြတ်ရမှာဖြစ်ပါတယ်ဂိမ်းဆိုတာကလူတိုင်းသိတဲ့အတိုင်းဆွဲတယ်ဒါအမှန်တရားပဲဟိုကဖြုတ်လို့မရအောင်ဆွဲပါတယ်ဒါလူတိုင်းသိတယ်ပေါ့နော်ဆိုတော့ professional line အနေနဲ့တွားမယ်ဆိုရင်တွားပါအားပေးပါတယ်လုပ်ပါချက်ကြိုးစားပါပေါ့နော်ဒီလိုမှမဟုတ်ပဲကိုယ့်ရဲ့အရှင်ကိုအလိုက်မဲ့တက်ဖြုံကြည့်နေတဲ့သူတွေဆိုရင်တော့လုံးဝကိုမိမေးရကြပါမယ်ပေါ့နော်တရှင်တော့ကမျိုးလဲတူတူလေးကိုမှမိမေးရကြခဲ့တဲ့အထင်မှာပါတယ်ပေါ့နော်ဒါကြောင့်အခုကြည့်နေတဲ့သူတွေထဲမှာလည်းမျိုးတို့အသက်အရွယ်သူတွေမျိုးတို့လူငယ်တွေပါတယ်ဆိုရင်မဖြစ်စေချင်ဘူးပေါ့နော်ကိုတရှင်ကမကောင်းတဲ့ဟာတွေဆိုမဖြစ်စေချင်ဘူးဆိုတော့ရှုံးမတွက်ပါနဲ့ဆွေးသွားနိုင်ပါတယ်အဲ့ဒီဆွေးတဲ့ဟာတွေထဲမှာကိုကတတိမထားပဲဆွနေမယ်ဆိုရင်မျက်စိအောင်ကျိုးတွေထိခိုက်လာမယ်မျက်စိကတဆင့်အုံနောက်အောင်ကျိုးတွေဖက်စီကိုရောက်သွားမယ်အဲ့ဒီကနေတဆင့်အဆင့်ပွားသွားမယ်ကိုယ့်တက်ကောင်းတာပါရှိလေ discipline ရှိဖို့အရေးကြီးပါတယ်တီးတီတိုင်းပါပဲခေတ်ပညာလေးတိုးတက်လာတာနဲ့အများလူတွေကတဘောတရားချင်းနဲ့ထိတွေ့ဖို့ကမေ့လျော့လာကြတာကြီးပဲဒီ digital ခေတ်ပေါ်ရောက်သွားတော့လေဆိုတော့လူငယ်တွေအနေနဲ့ကအရန်ကိုမှဂရုစိုက်ရမယ်အထင်မှာပါတယ်အရှင်ကအရန်ကိုတန်ဖို့ရှိတယ်ကျွန်တော်တို့မှလေတက်အရွယ်ငယ်ငယ်လေးနဲ့ကောင်းတဲ့အရှက်တွေကိုတီးခွင့်ရလိုက်တာကကိုယ့်ရဲ့ personality ကို grow ဖြစ်စေတယ်ပေါ့နော်အခုမျိုးကြီးလိုမျိုးပြောလို့မျိုးကိုလာစေးတဲ့သူတွေရှိရင်ရှိမယ်မုန်းတဲ့သူတွေလည်းရှိရင်ရှိမယ်မျိုးလည်းပဲအခုရှင်ဂိမ်းမှာတယောက်ဆိုရင်မျိုးမုန်းမိပါပဲဘာလို့ဆိုရင်ဂိမ်းဆိုးနေတဲ့သူတယောက်ရဲ့စိတ်ဓာတ်ကိုဂိမ်းဆိုးနေတဲ့သူတွေပဲသိတယ်နားလေတယ်အဲ့လိုမျိုးပေါ့နော်မျိုးအရင်တုန်းကဆိုရင်လွန်ခဲ့တဲ့တစ်နှစ်လောက်ကဆိုရင်အရန်ကိုမှကိုယ့်ရဲ့တန်တာမှာကောင်းတဲ့ဟာဆိုရင်ဘာမှမရှိတော့ခုံပဲဆဲလိုက်ဆိုလဲတောက်တယ်အရက်ဆိုလဲတောက်တယ်ဂိမ်းဆိုလဲဆိုရဲအဲ့လိုမျိုးမကောင်းတဲ့ဟာတွေလောက်ဖွယ်များလာတော့ကိုယ့်ရဲ့ရုပ်ရည်တွေကိုယ့်ရဲ့ body ဘိုင်းတွေကိုယ့်ရဲ့ mindset တွေကိုယ့်ရဲ့ goal တွေသိတယ်မလားအကုန်လုံးပဲဆုံးရှုံးရတယ်ဒါကြောင့်အဲ့နွန်ထဲကနေထွက်ရှင်ရင်စားဖက်လိုက်ပါစားဖက်ပါအဲ့ကနေတစ်ဆင့်တွားရင်ကိုကအဲ့နွန်ထဲကနေထွက်မိသွားပါလိမ့်မယ်ပြီးတော့သူများရဲ့အကြောင်းကိုစိတ်ဝင်စားတာနည်းနည်းရှို့ပြီးကိုယ့်ရဲ့ဘဝရဲ့အကြောင်းကိုစိတ်ဝင်စားပါကိုယ့်ရဲ့တန်တာစီမှာဘာများလိုအပ်ချက်ရှိနေလဲဘာတွေပြုပြင်ပြောင်းလဲရမလဲကိုယ့်ရဲ့အုံနောက်ကိုဘယ်လိုမျိုးအစာကျွေးရမလဲအာဟာရဓာတ်တွေကိုယ့်ရဲ့ body ဘိုင်းတွေကိုရောဘယ်လိုမျိုးထိန်းချုပ်ရမလဲဘယ်လိုမျိုးကြီးထွားလာအောင်တန်မာလာအောင်လှုပ်ဆောင်ရမလဲပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒါကကိုကြည့်ရင်သိလာပါမယ်ပေါ့နော်အခုက internet ခက်ပဲသူတိုင်းအသုံးပြုနေကြတာပဲအဲ့ထဲမှာကိုက3တက်ရ3တက်လောက်ကိုအကုန်လုံးက free ပဲ okay ဆိုတော့ဒီနေ့မှာတော့ကဘာတဝိုင်းလုံးနင်းဘာကသူတွေစိုးကစားနေကြတယ်ဒီ PUBG နဲ့ Mobile Legends တို့ရဲ့အကြောင်းကိုမျိုးရဲ့တရှင်လုံးကယူမူစိုးခဲ့တဲ့အတွေ့အကြုံရဆွေးနွေးသွားတာဖြစ်ပါတယ်ဒီဆွေးနွေးသွားတဲ့ဟာပုံမှာလည်းအမှားတွေပါရှင်ပါမယ်အမှန်တွေပါရှင်ပါမယ်ကိုအတွက်မှန်တယ်လို့ယူဆတဲ့ဟာတွေဆိုရင်ကိုယ်တနာအတွက်အကျိုးဖြစ်တယ်ပေါ့နော်ဒီလိုမှားတဲ့ဟာတွေပါရင်လည်းမယူပါနဲ့လွှင့်ပြလိုက်ပါကိုအတွက်ကောင်းမယ့်ဟာတွေဆိုရင်တော့ယူထားလိုက်ပါပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုအကြံပေးရှင်တာကမျိုးစိုးကပြောခဲ့သလိုပဲကိုက professional line အနေနဲ့သွားမှာလားဒါမှမဟုတ်ကိုကဒီတိုင်းအရှင်တွေကိုတက်မဲ့ဖြုံးတီးပြီးတော့ဆွနေတဲ့သူလားဒီကိုရဲ့ main အလုပ်တွေရှိတဲ့ဂျားတွေကကိုဆွနေတဲ့သူလားဆိုတာကိုဆန်းစိတ်ပါပေါ့နော်ကိုကဘယ်လိုမျိုးသွားရှင်တာလဲ okay ဆိုဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲမျိုးရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါချစ်ရှုပေးတဲ့မျိုးရဲ့ audience တွေကိုကျေးဇူးအများကြီးတင်ပါတယ်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့မျိုးပြန်လာခဲ့ပါမယ်ပေါ့နော် okay ကျေးဇူးအများကြီးတင်ပါတယ် thank you for watching my video and see you in the next video bye bye